ဒီနေ့ကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာတော့ AI ပေါ့နော် AI ဆိုတော့တချို့ကပြောနေတယ်အခုခက်မှာ AI မတုံးတိုင်းတော့ခက်မမီတော့ဘူးကြံခက်မယ်ဆိုတဲ့အတိုင်းပဲအဲ့ဒီပုံစံတိုင်းပဲတကယ်ဖြစ်မဲ့ပုံစံရှိတယ်ပေါ့နော် AI မှာမတုံးတိုင်းခက်မမီတော့တဲ့ပုံစံဖြစ်မဲ့ပုံစံရှိနေတယ်ပေါ့ဆိုတော့ AI ကတော့အခက်အဓိက AI story ကိုပြောဖို့တော့မဟုတ်ပါဘူး AI ကတော့လွန်ခဲ့တဲ့1950လောက်ကနေစပြီးတော့ပေါ်တာပေါ့နော် AI ဆိုတာတော့တကယ်တမ်းကျွန်တော်မြန်မာလိုပြောရမယ်ဆိုရင်လူသားနေပါအလုပ်လုပ်ပြီးတဲ့စက်နော်စက်ရုပ်ပဲဖြစ်ဖြစ်ကွန်ပျူတာနေပဲဖြစ်ဖြစ်ခဲထိန်းချောင်းလို့ရတဲ့ဟာကို AI လို့ခေါ်တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီအရင်တော့1950နောက်ဒီအခုဒီလွန်ခဲ့တဲ့3-4နှစ်မတိုင်ခင်နောက်ပိုင်းတည်းရှိတဲ့ AI ကတော့ကျွန်တော်တို့စက်ရုပ်အမျိုးမျိုးလို့ပြောမှာပေါ့နော်ကွန်ပျူတာနဲ့ထိန်းချုပ်တဲ့စက်ရုပ်အမျိုးမျိုးသူ့ရဲ့ level ကဏ္ဍအတီးတီးမှာလူကူစားအလုပ်လုပ်ပေးတဲ့ဟာကိုပေါ့နော် AI လို့ခေါ်တယ်အဓိကတော့ရောနေမှာဆိုလို့နော်ဆိုတော့အခုနောက်ပိုင်းဒီ2023လောက်မှာပို့ပြီးတော့ mainstream အဲ့ဒါကျတော့ AI mainstream လို့ခေါ်တယ်အဓိကဘာပြောချင်တာလဲဆိုတော့ဒါကျွန်တော်လူသားတွေမှာလူသားတွေကိုစားဒီကွန်ပျူတာမှာ application နဲ့ပေါ့နော် application တွေနဲ့ထွက်လာပြီးတော့ဥမာအမျိုးမျိုးလူသားတွေလိုပဲကျွန်တော်စကားပြောပြနိုင်တယ်ရှင်းပြပြနိုင်တယ်ဝါလုပ်ပြနိုင်တယ်ပေါ့နော်အဲ့ဒါကို AI mainstream လို့ခေါ်တာပေါ့နော်အခုပြောနေတဲ့ AI ကအဲ့ဒါကိုပြောတာဖြစ်တယ်နော်အခုမှပေါ်တာတော့မဟုတ် AI ဟာဆိုတော့အရင်အခုဆိုရင်ဒီကျွန်တော် AI application တွေကတော့အမျိုးမျိုးရှိတယ်နော် AI open AI ဘာchat GPT ဒီစစ်ဘာညာအများကြီးပဲ app တွေကတော့အများကြီးပဲဒီ Alibaba တော့လည်းထုတ်တယ် Google ဘာညာအမျိုးမျိုးလည်းထုတ်တယ်ဆိုတော့အရင်တော့ကျွန်တော်ဒီလွန်ခဲ့တဲ့4-5လလောက်တော့တရုတ်ကထုတ်တဲ့ဒီစစ်ပေါ်တော့တခါတော့ကျွန်တော်လည်းတင်ပြအောင်မလို့ဒါပေမဲ့အဲ့လောက်ကြီးတော့မဟုတ်သေးဘူးဒီတစ်ခါကြောက်တော့ဘာဖြစ်လို့အဓိကတင်ပြချင်တာလဲဆိုတော့ကျွန်တော်တို့ပညာရေးအားနည်းတဲ့လူတွေအသက်ကြီးသွားလို့ဤပညာရေးနဲ့စိမ့်နေတဲ့လူပဲဖြစ်ဖြစ်အလွယ်တကူနဲ့ဒီဟာကိုကျွန်တော်တို့အတုံးပြုတ်လို့ရပြီးတော့နေရာတကာမှာကိုယ့်ရဲ့လက်ခံဖုံးကနေအဓိကပြောဆိုပြီးတော့ကိုတီးချင်တဲ့ဟာကိုတက်ချင်တဲ့ဟာကိုမြင်မြန်လို့ရမယ်ကိုတီးချင်တဲ့ဟာကိုကိုမေးတာနဲ့အကုန်လုံးပြန်ဖြေနိုင်တယ်တော့စာနဲ့ရေးတာမဟုတ်ပဲနဲ့ပတ်စပ်နဲ့ပြောတာပတ်စပ်နဲ့မြန်မာလိုပဲပြန်ဖြေမှာဖြစ်တယ်ပြီးတော့ဥမာကိုရဲ့ဖုံးဓာတ်ပုံရိုက်မယ်ကိုရိုက်ထားတဲ့ဓာတ်ပုံကိုရိုက်ထားတဲ့ဓာတ်ပုံကိုရိုက်ထားတဲ့ webcam ကနေကျွန်တော်တို့တိချင်တဲ့အကြောင်းအရာတစ်ခုကိုဓာတ်ပုံကိုရိုက်မယ်ချက်ချင်းမိမယ်ချက်ချင်းဖြေတယ်နော်ကျွန်တော်ပြောရမယ်ဆိုလူသားတယောက်လိုပဲချက်ချင်းမိတယ်ချက်ချင်းဖြေတယ်အဖေကတော့တရားရခိုင်တော့မမားပေါ့ AI ဆိုတဲ့အတိုင်းတချို့ကတော့အမားရုံးနေရှိတယ်ပေါ့နော်အဲ့ဒါတော့ကိုယ့်အကူအဖြစ်ရမှာဖြစ်တယ်ဘာဖြစ်လို့ဒါအဓိကတင်ပြချင်တာလဲဆိုတော့ကျွန်တော်တို့နိုင်ငံခြားကမ္ဘာပေါ်မှာဘာသာစကားပေါင်း200လောက်ကကျွန်တော်တို့ဒီအဒီမာနဲ့ translate ချက်ချင်းလုပ်ပြီးနိုင်တယ်နော်ကိုကစပိန်လိုပြောမယ်ဒါပေါ့ဂျာမန်လိုပြောမယ်ဘရာဇီးလိုပြောမယ်ချက်ချင်းဖြေလို့ရတယ်ဆိုတော့တခြား translate တော့မလိုဘူးနော်ဒီမှာကျွန်တော်တို့အသက်ကြီးတဲ့လူတွေပဲဖြစ်ဖြစ်တခြား translate ကိုမို့ဒါပေမဲ့တခုတော့ရှိတာပေါ့မြန်မာလိုတော့တက်ရမှာပေါ့နော်တော့ဆိုတော့ဒီကောင်ကတော့ app နဲ့တော့မဟုတ်ဘူး application app နဲ့တော့ထွက်မလာဘူး Google AI Studio အဲဒီ Google Chrome ထဲနေဝင်ပြီးမှတွားရတာဖြစ်တယ်ဒါလွန်ခဲ့တဲ့3ပတ်ကျော်4ပတ်ကမှထွက်လာတာဖြစ်တယ်အခုမှထွက်လာတာပေါ့နော်အရင်တော့ရှိတယ်မထွက်ဒီမြန်မာလိုပြောလို့ရတဲ့ဟာတော့အခုမှထွက်လာတာလွန်ခဲ့တဲ့3ပတ်အမှပေါ့နော်ပြောတဲ့ဟာကိုပြန်ဖြိမှာနော်အရင်တော့ရှိတယ်မြန်မာလိုလည်းအများကြီးရှိတယ်အဲ့ဒါတွေကကျွန်တော်ပြောလို့မရဘူးသူကရေးတာတော့ဓာတ်ပုံတွေကိုtranslate ပေးတာတော့ကျွန်တော်တို့ဒီစာတွေအများကြီးဘာသာပြန်ပေးတာတော့ဘာလို့ပေါ့နော်အဲ့ဒါတွေရတယ်ဒါပေမဲ့ဒီလိုစကားပြောတော့ချက်ချင်းလိုပြန်ဖြေနိုင်တယ်ဒါမှမဟုတ်ကိုဓာတ်ပုံရိုက်တဲ့ဟာကိုပြန်ဖြေနိုင်တဲ့ဟာတော့အခုလွန်ခဲ့တဲ့3-4လ3-4ပတ်ကမှထွက်လာတာဖြစ်တယ်နော် Google AI Studio ကနေသူ application နဲ့တော့ထွက်မလာဘူးနော်မြန်မာပြည်တော့နည်းနည်းတော့ကျွန်တော်တို့ Google Chrome နဲ့ပါညာတော့ VPN တွေပဲခံပြီးမှကြော်ပြီးတော့ကြည့်ရမှာပေါ့နော်တကယ်တမ်းတော့မြန်မာပြည်ကတော့Google Comment နေပိတ်တာတော့မဟုတ်ဘူးเนาะကျွန်တော်တို့မြန်မာအစိုးရပဲလာတာမဟုတ်ဘဲကနေဟိုပြစ်တာလည်းမသိဘူးတော့အလွယ်တကူကြည့်လို့မရဘူးဆိုတော့အခု
ဒီနေ့တော့ကျွန်တော်တို့ Google Chrome တွေပါညာဘယ်လိုဖွင့်ရအဲ့ဒါပြမနေတော့ဘူးဆိုတော့ပြောတာလည်းများနေပြီဆိုတော့ကျွန်တော်တို့လက်တွေ့ဒီ Google AI Studio ထဲမှာ2မိနစ်3မိနစ်လောက်ပါเนาะကျွန်တော်လက်တွေ့ပြမယ်ဒီဟာကအဓိကရည်ရွယ်တာကကျွန်တော်တို့အသက်ကြီးသွားတဲ့လူပဲဖြစ်ဖြစ်အသက်ငယ်သေးတဲ့လူပဲဖြစ်ဖြစ်ပညာရည်ချင်းအများကြီးသိစရာလည်းမဟုတ်ဘူးကိုယ့်ရဲ့ mobile phone ကနေကိုပြောချင်တဲ့ကိုမေးချင်တဲ့ဟာကိုအင်္ဂလိပ်လိုပဲတခြားဘာသာစကားနဲ့ပဲအကုန်လုံးမေးလို့ရတယ်ဆိုတော့တကယ့်ကိုအတုံးဝင်တဲ့ဟာအရင်တော့ရှိပြီမဲ့အဲ့လိုစကားပြောကိုကပြောမယ်ပြန်ဖြေမယ်အဲ့ဒါကိုအရင်တော့မရှိသေးဘူးပေါ့နော်အခုဒါလွန်ခဲ့တဲ့3-4ပတ်မှာထွက်လာတာဖြစ်တယ်ဆိုတော့မြန်မာလိုတော့မေးတာပြောတတ်ရမှာပေါ့နော်အဲ့တခုတော့လိုအပ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်စားလိုက်ကြရအောင်ဆိုတော့ကျွန်တော်တို့Google Chrome ဖွင့်လိုက်မယ်နော်ဟုတ်ပြီကျွန်တော်ကအခုနဝန်ထားပြီးသားမလို့ပြန်ပြီးတော့နောက်ဆုံးမယ်ဟုတ်ပြီ Google Chrome ကိုဖွင့်လိုက်မယ်chat မှာ Google AI Studio ဆိုပြီးတော့ကျွန်တော်တို့ရိုက်မယ်အဲ့ဒီမှာ Google AI Studio နေမယ်ဟုတ်ပြီဒီလိုပုံစံတွေ့ပြီဆိုရင်ကျွန်တော်တို့ဘယ်ဘက်မှာဘယ်ဘက်ရဲ့အတောင်းမှာပေါ့နော်အဲ့ဒီမှာမြင်းချောင်း၃ချောင်းရှိတယ်အဲ့ဒါကိုနှိပ်ပြီးမယ်နော်မြင်းချောင်း၃ချောင်းအဲ့ဒါကိုနှိပ်ပြီးမယ်အဲ့ဒီမှာတွေ့မယ် chat ရှိမယ် string ရှိမယ်ဘယ်နှခုမှမရှိပါဘူးအဲ့ဒီဒုတိယဟာကိုနော်ဒုတိယဟာကိုအဲ့ဒီဒုတိယ string ဆိုတဲ့ဟာကိုနှိပ်မယ်ဟုတ်ပြီဒီလိုမျိုးတွေးတော့မယ်အဲ့ဒီမှာဒီလိုမျိုးတွေးမယ်ဒီလိုမျိုးတွေးပြီးဆိုရင်ကျွန်တော်တို့ထောက်ကတော့စကားပြောပေါ့နော်စကားပြောတိုက်ရိုက်စကားပြောနဲ့ပြန်ဖြေမှာဖြစ်တယ်အောက်က webcam ကတော့ကျွန်တော်တို့သိချင်တဲ့ဟာအကြောင်းအရာကိုကျွန်တော်တို့မတွေ့ဘူးမသိဘူးတဲ့အကြောင်းအရာကိုအဲ့ဒီမှာဗီဒီယိုနဲ့ရိုက်မယ်ဗီဒီယိုနဲ့ရိုက်ပြန်နဲ့ချက်ချင်းဖြည့်ပြီးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထောက်ဒီအပေါ်ဟာကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ထောက်ပေါ့နော်စကားပြောကြည့်မယ်နော်ဟုတ်ပြီ酷酷没见到还ဟုတ်ပါတယ်ကိုလေးရလို့ထမင်းစားပြီးပြီငါအိမ်ပြန်တော့မယ်ဆိုရင်ဘယ်လိုပြောမလဲsorry ပဲကိုလေးရလို့是的好不多张票到的去啦ကိုလေးရလို့ထမင်းစားပြီးပြီအိမ်ပြန်တော့မယ်ဆိုရင်ဘယ်လိုပြောလဲ코리아로 참인 사비비 앵변도면 소yen 밥 먹고 집에 갈 거예요. 루벼 바래. တရုတ်လူက只有路소인吃完饭我要回家了. 루벼 바래. တရုတ်ကိုဘာဖြစ်လို့မြန်မာတွေကတရုတ်လို့ခေါ်တာလဲ只有소리 어동농가 시케면마 사가마 지역비오 코게의 어커워장 짠이케라바. 에리 키동가 그래가 지냐면에 코게 자라법야. တရုတ်ဒီကတော့ကျွန်တော်တို့မြန်မာတွေကိုဘယ်လိုခေါ်လဲ 제용루 묘리가 이라마오 면디 로커바래. 어떤 철가로 면찬 내센바래. ဂျပန်လို့ကျွန်တော်အိတ်တော့မယ်လို့ဘယ်လိုပြောလဲ 자발로 저노 에이동메 소yen 오야수미나사이 로벼바래. 다가 녹세스가로래 통바래. မလေးရှားလို့ထမင်းစားပြီးပြီလားဆိုရင်ဘယ်လိုပြောလဲ 밀리샤로 차민사비비라 소yen 수라마간케 루메바래. 다가 니진 ထိုင်းလင်းလို့က
ထိုင်းလိုသမင်းစားပြီးပြီလားဆိုရင်ကင်ခါဦးချီရလို့မေးပါတယ်စားပြီးပြီဆိုရင်တော့ကင်လားလို့ပြန်ဖြစ်ပါလေ ရုရှားလိုကဘယ်လိုပြောလဲ ရုရှားလိုသမင်းစားပြီးပြီလားဆိုရင်တဲဦးရှဲလဲလို့မေးပါတယ်စားပြီးပြီဆိုရင်တော့ရာဦးရှဲရဲ့ရုပ်ပြန်ဖြစ်ပါတယ် ရုရှားလိုလေရုရှား ဟုတ်ကဲ့ရုရှားလိုပဲခေါ်ပါလေရုရှားစကားလုံးကရုရှားပေါ့ဗျာ ပြန်တစ်ကိုဘာဖြစ်လို့မြန်မာတွေကပြန်တစ်လို့ခေါ်တာလဲ ပြင်သစ်ဆိုတဲ့အသုံးနှုန်းကမြန်မာဘာသာမှာပြင်သစ်နိုင်ငံကိုခေါ်ထိတဲ့အခေါ်အဝေါ်ကြောင့်ကြံရစ်တာပါရှေးကကလေးကဒီလိုခေါ်ဝေါ်ခဲ့ကြတာပေါ့ဗျာ ရှာလင်ကာကိုမြန်မာဒီကဘာဖြစ်လို့တီရိလင်္ကာနိုင်ငံလို့ခေါ်တာလဲ တီဗီလင်္ကာဆိုတဲ့နာမည်ကမူရင်းစကားလုံးရွှေလင်္ကာကနေဆင်းသက်လာတာပါတီရီဆိုတာမြန်မာဘာသာမှာဘုံကျက်တရေလို့အဓိပ္ပာယ်ရပြီးလင်္ကာဆိုတာကကျွန်းကိုဆိုလိုတာပါဒါကြောင့်ဘုံကျက်တရေရှိတဲ့ကျွန်း မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်ကလက်ရှိအစိုးရကောင်းဆောင်လား 2020ခုနှစ်စစ်အာဏာသိမ်းမှုပြီးနောက်ဒေါ်အောင်ဆန်းစုကြည်ဟာလက်ရှိအစိုးရခေါင်းဆောင်မဟုတ်တော့ပါဘူး ကျွန်တော်ပြင်ပန်းတယ်အိတ်တော့မယ်ခင်ဗျားကောကျွန်တော်နဲ့အတူတူလာအိတ်မလား ကျွန်တော်ကလူသားမဟုတ်တဲ့ AI ဖြစ်တဲ့အတွက်အိတ်ဆရာမလိုပါဘူးဒါပေမဲ့ခမည်းကောင်းကောင်းအနားယူနိုင်ပါစေ ဟုတ်ကဲ့ပါကျေးဇူးပါ အားလုံးအဆင်ပြေပါတယ်တစ်ခုခုလိုအပ်ယူအန်ဂျီတန်ကြီးမေးမြန်းနိုင်ပါတယ် ဟုတ်ကဲ့ပါဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ webcam နဲ့ဆက်ပြီးတော့မြင်မယ်နော်ဓာတ်ပုံရိုက်မယ်ဗီဒီယိုခေါ်မယ်ဆိုတော့အခုအရှိမမြင်နေရတဲ့ဟာကဘာလဲ အညိုရောင်ကြက်ယူတင်လုံးကိုမြင်နေရမှာတဲ့ ဟိုချက်ဥလားဘဲဥလားအဲ့ဒါ အဲ့လားကြက်ယူပါစညာ ချက်ဥကဘဲကနေဥတာလားနွားကနေဥတာလား ကြက်ဥကကြက်ကဥတာပါခင်ဗျာ ဟိုချက်မကဥတာလားချက်အထီးကဥတာလား ကြက်ဥကိုကြက်မကဥတာပါခင်ဗျာကြက်ထီးကဥလို့မရပါဘူး ဟိုချက်ဥကချက်မကတရက်ကိုအလုံး1000လောက်ဥတာလားဒါမှမဟုတ်အလုံး100လောက်ဥတာလား ကြက်မကတရက်ကိုအုပ်တစ်လုံးနှလုံးလောက်ပဲဥလေးရှိပါခင်ဗျာအလုံး1000လုံးတော့ဥလို့မရပါဘူး အလုံး1000ဥတဲ့ဥရှိသလား တိတလောက်တော့အလုံး1000ဥတဲ့ဥမရှိသေးပါဘူးခင်ဗျာ ဟုတ်ပြီဒီဟာကောအခုမြင်နေရတဲ့ဟာကရောဘာလဲမသိဘူးနော် အဲ့ဒါကကြက်တွင်ဖြူအကောင်တစ်လုံးပါခင်ဗျာ ဒီချက်သွန်ဖြူကတရုတ်ဒီကပဲစားတာလားမြန်မာတွေကောစားလား ကြက်တွင်ဖြူကိုတရုတ်တွေတင်မပါဘူးမြန်မာတွေလည်းစားပါတယ်ဟင်းချက်ရမှာအသုံးများတဲ့အမေတစ်မျိုးပါ အခုမြင်နေရတဲ့ဟာကဘာလဲ အဲ့ဒါကဂျင်းတုံးပါကျင်တာ ဒီဂျင်းကဘရာဇီးတွေပဲစားတာလားတကဘာလုံးကစားတာလားဘာဖြစ်လို့ဒီဂျင်းကိုလူတွေကစားကြတာ ဂျင်းကိုကဘာတဝဲမှာရှိတဲ့လူတွေစားကြပါတယ်ဟင်းခက်အမွေအကြံရဖြီလဲသုံးကြတဲ့ဆေးဖက်ဝန်အာနေတဲ့လည်းရှိပါရဲ့ သူ့မှာပါဝင်တဲ့ဗိုက်တာမင်တွေကဘာတွေလဲ ဂျင်းမှာဗိုက်တာမင် B6 နဲ့တချို့အသက်တုဓာတ်တွေပါဝင်ပါတယ်ဒါပေမဲ့အဓိကအားဖြင့်တော့ဂျင်ဂျာရော့ဆိုမျိုးတတ်တိုးဆန့်ကျင်အတွက်ပေါင်းဒီကိုကြောင့်ကျန်းမာရေးအကျိုးပြုတာပိုများပါတယ် အဲ့ဒီဟာကော အဲ့ဒါကငှက်ပြောသီးတစ်လုံးပါခင်ဗျာ ဒီငပြုတ်တိကမြောက်တွေကပဲကြိုက်တာလားလူတွေရောကြိုက်လား ငှက်ပြောသီးတော့လူဒီတော့မြောက်တွေပါကြိုက်ကြပါလေ
လူဒီဟာအတွက်လေအာဟာရပြည့်ဝပြီးကျန်းမာရေးအတွက်ကောင်းမွန်တဲ့တည်တည်ပါ ငါပြောသည့်ဖြော်ကြီးကိုဟိုဘယ်လိုဖြော်တောက်ဘိုင်နဲ့ရောဖြော်တောက်တာလဲ ငွေပြောသည့်ဖြိုရေးကိုနို့တင်ချင်းဒါမှမဟုတ်တခြားတက်သည့်ဖြိုရေးတွေနဲ့ရောပြီးဖြိုတောက်လို့ရပါတယ်ပိုပြီးအညတာရှိအောင်ပြားရည်ဒါမှမဟုတ်တက်တီးလေးတွေလည်းထည့်နိုင်ပါတယ် ဟုတ်ပါပြီ thank you ပါကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာဝမ်းသာပါတယ်ကူညီခွင့်ရတဲ့အတွက် ကဲဒီလောက်ပါပဲတောင်းရတာတော့တအားယူရှင်းလွယ်ကူတယ်ဒါဥပမာပဲပြတာပေါ့နော်ကျွန်တော်တို့အများကြီးမြင်ချင်တာလည်းအများကြီးအသုံးဝင်တယ်ဆိုတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်သူများနဲ့ခုနပြောဖို့မိတယ်သူများနိုင်ငံတွေတခြားဘာသာစကားတွေမှာတော့သူတို့ကဒါမျိုးတွေစကားနဲ့ပြောဆိုတုံးလုံးနိုင်တာကြာပြီလွန်ခဲ့ဒီနှစ်နှစ်တစ်နှစ်ကျော်တဲ့ကသူတို့ကတုံးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာလူကတော့အခုလွန်ခဲ့တဲ့3ပတ်ကမှထွက်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းသူများနဲ့အညီခက်မိနိုင်ပါပြီလို့ပြီးတော့ခုနပြောဖို့ကြံခဲ့တယ်AI ဆိုပြီးတော့ AI ရဲ့အတိတ်ပဲကတော့ကျွန်တော်တို့လူတိုင်းကတိနေပြီဆိုတော့ကျွန်တော်ကမပြောတော့တာဖြစ်တယ်ပေါ့နော်မတိလဲကျွန်တော်တို့ Google မှာရိုက်ပြီးတော့အကုန်လုံးရှာပြီးတော့အခုခက်က AI လူတိုင်းကပြောနေတယ်ဆိုတော့အဲ့ဒါကြီးကိုရှင်းပြနေဖို့တော့မလိုတော့ဟုတ်ထင်တာပဲเนาะဆိုတော့ဗီဒီယိုကတော့ဒီလောက်ပဲကျွန်တော်တို့မရှင်းတာရှိရင်လည်းကျွန်တော်တို့ပြန်လည်ပြီးတော့ဆွေးနွေးလို့ရပါတယ်မှားတာရှိရင်လည်းခွင့်လက်ကြပါကိုလည်းတည်တော့ပြန်ပြီးတော့ share ပေးတာဖြစ်တယ်လိုအပ်တာရှိရင်လည်းဒီခံခွင့်လို့ပြပါအဓိကကတော့ကျွန်တော်တို့ AI ကဖြည့်သမျှဟာတော့မှန်တယ်လို့ယူဆလို့မရပါဘူးကိုယ့်အနေကိုပဲစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် thank you ပါ